ဒါကတော့ကလေးလေးတွေဆွဲဖို့အတွက်ပုံဆွဲနည်းအစုံဖြစ်ပါတယ်။ဘယ်အရွယ်လေးကနေလိုက်ဆွဲလို့ရလဲဆိုတော့ခဲရင်ကင်လို့တက်တဲ့အရွယ်ကနေစပြီးတော့လိုက်ဆွဲလို့ရတဲ့ပုံစံလေးတွေကိုစုစည်းပေးထားတာပါ။အိမ်မှာကလေးလေးတွေကိုတဆင်ချင်းလေးဆွဲပြပေးခြင်းနဲ့မမေတွေဒီချေတွေအတွက်လည်းအသုံးဝင်မှာပါနော်။တင်ထကူလောက်တဲ့နေရာမှာလည်းအဆင်ပြေပါတယ်။အဲ့တော့ကလေးတွေကိုစကရင်တိုင်းရောစီခြင်းနဲ့ပုံဆွဲလေးလှုပ်စီခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေတဆင်လှုပ်လို့ရပါတယ်။အဲ့ဒီအတွက်ဒီပုံဆွဲနည်းလေးတွေကိုစုစည်းပေးထားတာပါပုံဆွဲတာလေးတွေကမခတ်ပါဘူးခဲရန်စားပြီးကင်တက်တဲ့ငင်းကွေးလေးတွေဆွဲတက်ပြီးဆိုလို့ရှိရင်ဆွဲလို့ရတဲ့ပုံဆွဲနည်းလေးတွေအများကြီးပါဝင်ပါတယ်ပြီးရင်သူတို့ရဲ့စာသင်နေကြနံပါတ်တွေအခရာတွေကနေပုံလေးတွေဆွဲသွားတာတွေလည်းရှိရမို့လို့ဒီပုံလေးတွေကိုကလေးလေးတွေကိုဆွဲပြပေးလို့ရပါတယ်ဒီဗီဒီယိုကိုကလေးကိုဖွင့်ပြပေးဖို့မဟုတ်ဘဲမဲ့ကိုကအရှင်ကြည့်မယ်ပေါ့နော်ပြီးသွားရင်ကိုကကလေးကိုပြန်ဆွဲပြမယ်အဲ့လိုပုံစံလေးနဲ့တွားလို့ရပါတယ်ဒါကကလေးတွေစိတ်ဝင်စားတဲ့ပုံလေးတွေပဲစူးစီးပေးထားတာပါပုံတွေအများကြီးပါဝင်တာမို့လို့တပုံချင်းကိုတနည်းတပုံဆွဲရဆိုလို့ရှိရင်တော့မှတော်တော်ကိုအကြကြီးဆွဲလို့ရမယ့်ပုံစံတွေပါအဲ့တော့ပုံဆွဲဝါသနာပါတဲ့ကလေးလေးတွေအတွက်ဆိုလို့ရှိရင်ဒါလေးကအဆင်ပြေတာမို့လို့တေချာလေးတင်ထားလို့ရပါတယ်ရှင်ပြီးရင်ကာလာချဲတဲ့နေရာမှာဆိုရင်တော့ရောင်စုံခဲတယ်ရောင်စုံဖျောင်းခဲတယ်ရေစီဆော့ပန်ကြိုက်တာအသုံးပြုလို့ရပါတယ်စာရေးကိရိယာဆိုင်မှာအလွယ်တကူဝယ်လို့ရတာလေးတွေနဲ့သုံးလို့ရပါတယ်ပုံဆွဲစာအုံးနဲ့ဆွဲလို့ရပါတယ်အစမပြင်းရင် A4 စက်ကူပေါ်မှာဆွဲရင်လည်းရပါတယ်ရှင်